ကဘာပြက်နေတဲ့အချိန်စာမှုပွဲဖြစ်နေတဲ့အခန်းတစ်ခန်းမှာဆီယာမကစာမှုပွဲဖြစ်ရင်စာမှုပွဲဖြစ်တဲ့ပုံပေါက်ရမယ်ကောင်းကင်ကြီးပြိုကျလာရင်တော့ခေါင်းမောနဲ့ခေါင်းမောတဲ့သူကစာကူချတာပဲလို့အော်ဟစ်ကျင်းမောင်းနေပါတယ်အခန်းပြတင်းပေါက်အပြင်ဘက်မှာတော့မိုးကအင်ဂျီအဝါရောက်ဝတ်ထားတဲ့ delivery သမားလေးတစ်ယောက်ကဆက်လေးတစ်စီးနဲ့ဖြတ်သွားပါတယ်သူ့နောက်မှာလည်းငါးမန်းကြီးကြီးကပါဆက်ကြီးဟာပြီးအသေးလဲလိုက်ကိုက်နေတာလေဒါတော့အဲ့ဒီကောင်လေးကအသက်လူပြေးနေရင်းနဲ့ဖုန်းကြီးကန်ကအကိုကြီးကျွန်တော်ကို review အစိုးကြီးမပေးလိုက်ပါနဲ့ဗျာလမ်းမှာငါးမန်းကြီးလိုက်ကိုက်နေလို့ပို့တာနောက်ကျနေတာပါလို့အော်ပြီးပြောသွားပါတယ်တကယ်တော့အဲ့ဒါကရေတွေကြီးပြီးကဘာပြက်နေတာပါတစ်နှစ်လုံးလုံးမိုးတွေစက်တိုက်ရွာပြီးကဘာမြေရဲ့90%ကရေအောက်ရောက်သွားခဲ့တာပါဇလန်းရဲ့မင်းသမီးလေးဟာဈေးပေါ်တဲ့အငှားခန်းလေးတစ်ခုထဲမှာရင်းနေနေပါတယ်အသက်လူပြီးတကားဖွင့်မလို့ကြည့်လိုက်တော့သူမရဲ့ချစ်သူကောင်လေးနဲ့အချစ်ဆုံးတငယ်ချင်းမကဖောက်ပြန်ပြီးသူမစီကရိတ်ခါတွေကိုလူအခန်းကိုအပြင်ကနေတော့ခတ်ပြီးအမိုးပေါ်ထွက်ပြေးသွားကြတာပါရေနစ်တေခါနီးလေးမှာမင်းသမီးကငါသာအစားကနေပြန်ဆက်ခွင့်ရရင်လို့ဆူတောင်းရင်းအသက်ထွက်သွားပါတယ်မျက်လုံးဖွင့်ကြည့်လိုက်တော့သူမက2026ကဘာမပြတ်ခင်3ရက်လူကိုပြန်ရောက်နေပါတယ်သူမရဲ့35ထက်ကစိန်ကန်ကွန်တိုကြီးထဲမှာပါသူမရဲ့အချစ်ဆုံးတငယ်ချင်းဆိုတဲ့ဟာအပြင်ဘက်မှာသာရိုးသားဟန်ဆောင်နေပြီးကြွယ်ရမှာတော့သူမကောင်လေးနဲ့ဖောက်ပြန်နေခဲ့တာပါကောင်လေးဖြစ်သူကလည်းမင်းသမီးရဲ့ပတ်စံတွေကိုထိုင်ဖြုံးနေတဲ့အချောင်သမားတစ်ယောက်ပါအခုတော့ဒီအကြောင်းတွေကိုမင်းသမီးကြိုသိနေခဲ့ပါပြီတစ္ဆာဖောက်တွေကိုကလဲစားချေဖို့ဆုံးဖြတ်လိုက်ပြီးရှိသမျှ credit card တွေ online ငွေချေး app တွေကနေပတ်စံတွေအကုန်ထုတ်ပါတယ်သူမစီမှာရှိတဲ့အကောင်းစားအိတ်တွေ share တွေကိုပါအကုန်ရောင်းချလိုက်တော့ခဏလေးတွင်းမှတင်ငွေသားရွှင်8တန်းလောက်ရလာပါတယ်3ရက်နေရင်ဒီပတ်စံတွေကစက်ကူတွေဖြစ်သွားပြီးဘာတန်မိုးမှရှိတော့မှာမဟုတ်ဘူးလေရိတ်ခါတွေတူလောင်ဖို့နေရလိုတဲ့အတွက်သူမအခန်းဘေးကအလွတ်ဖြစ်နေတဲ့အခန်းနှခန်းကိုပါပေါက်ဆေးထပ်ပို့ပေးပြီးချက်ချင်းဝယ်လိုက်ပါတယ်အဲ့ဒီနောက်လက်ကားစီးကြီးကိုတွားပြီးစမ်းစီဂျုံခောက်ဆွဲစီတူဘူးတွေရေတန့်ဘူးတွေအများကြီးကိုကုမ္ပဏီဝန်ထမ်းတွေအတွက်လို့အကြောင်းပြပြီးဝယ်ပါတယ်လုပ်သမားတွေငှားပြီးညာဘက်အခန်းထဲကိုအပြည့်ထည့်ခိုင်းလိုက်ပါတယ်ဘဲဘက်အခန်းကိုတော့တ िश ူးဆက်ပြားနဲ့ကဘာပြက်ချိန်မှာရွှေလိုတန်မိုးရှိလာမဲ့အမျိုးသမီးလားစင်သုံးပစ္စည်းတွေကိုအနှစ်20စာလောက်အပြည့်ထည့်ထားလိုက်ပါတယ်သူမကိုယ်တိုင်နေမဲ့အလဲခန်းမှာတော့အစင်းမြင့်အမဲသားတွေတိုးသားလိပ်တွေချက်ပဲနဲ့အကောင်းစားပင်လယ်စာတွေကိုဆိုင်လုံးကျုပ်ဝယ်သိမ်းလိုက်ပါတယ်ဒါတွေကိုသိမ်းဖို့အတွက်အကြီးစားရေခဲတက်တာကြီး3လုံးနဲ့အေးခဲတက်တာ2လုံးကိုဝယ်ယူခဲ့ပါတယ်မိမပြတ်အောင်အိမ်သုံးတအားပေးဆက်တွေဆိုလာပြားတွေပါဝါပန်းတွေအများကြီးဝယ်ပါတယ်အသက်အန္တရာယ်ကာကွယ်ဖို့အတွက်လက်နက်အနေနဲ့ဒူးလေးနှစ်လက်များ300ဓာတ်ထုတ်ခံအင်ဂျီနဲ့လေထိုးလေးတစ်စီးကိုပါဝယ်ပြီးကတင်အောက်မှာအသင့်ထားလိုက်ပါတယ်ဆေးဝါးကလည်းအရေးကြီးတာမို့ဆေးဆိုင်တွေကနေပရိစီဝါဆေးအဖျားကျဆေးဒဏ်ရာကျဆေးမျိုးစုံကိုဆိုင်ပြောင်းတဲ့အထိဝယ်ပြီးမိခံတစ်တာထဲထည့်ထားလိုက်ပါတယ်အဲ့ဒီနောက်အခန်း3ခန်းလုံးရဲ့တကားတွေကိုဘန်တွေမှာသုံးတဲ့လုံခြုံရေးအစင်းမြင့်တန်မဏိတကားအထူကြီးတွေလဲတက်လိုက်ပါတယ်အပြင်ထွက်เสียရမလို့ပဲတွားလို့ရအောင်အခန်းတွေကိုအတွင်းကနေနန်းရံဖောက်ပြီးဆက်လိုက်ပါတယ်သတင်းပေါက်မှန်တွေကိုလည်းဘုံတန်ခံမှန်တွေကတ်လိုက်ပါတယ်အခုဆိုရင်သူမအိမ်ကဘယ်သူမှဖောက်ဝင်လို့မရတဲ့ခန်းတက်ကြီးတစ်ခုလိုဖြစ်သွားပါပြီအရာအလုံးပြင်ဆင်ပြီးချိန်မှာတတိယမြောက်နေ့ညနေဆောင်နေပါပြီတစ္ဆာဖောက်2ယောက်စီကစာဝင်လာပါတယ်မြန်ပြန်လာခဲ့လေနေ့ရဲ့အနားအခန်းလေးထဲမှာငါတို့စောင့်နေတဲ့ဒါကိုမြင်တော့မင်းသမီးကအေးဆက်ဆက်ပြုံးလိုက်ပါတယ်အရင်ဘဝကအဲ့ဒီအနားအခန်းလေးထဲမှာသူမအသက်ခံခဲ့ရတာလေည8နာရီ28မိနစ်ကဘာပြက်ကစတင်သွားပါပြီအပြင်ဘက်မှာမိုးပေါက်ကြီးတွေကသတင်းပေါက်မှန်ကိုတစ်ဖြောက်ဖြောက်နဲ့ရိုက်ခတ်လာပါတယ်မင်းသမီးကတော့သူမရဲ့နှွေးထွေးပြီးလုံခြုံတဲ့35ထက်မြောက်အခန်းကြီးထဲမှာအကောင်းစားအမဲသားတွေနဲ့မာလာဟုတ်ပေါ်အေးအေးဆေးဆေးစားနေပါတယ်ဖုန်းကထက်မိလာပါတယ်ကောင်လေးကအထိတ်တလန့်နဲ့မိုးကအရန်ကြီးတယ်အိမ်ရှိလန်းတွေအကုန်ရင်မြုပ်နေပြီးမင်းတကယ်မလာတော့ဘူးလားလို့စာပို့လာပါတယ်မင်းသမီးကကိုလာတော့ရင်မိုးရမ်းကြီးလို့ယထာတွေရက်သွားပြီးငါလာလို့မရတော့ဘူးနင်တို့အဲ့ဒီမှာပဲဆက်နေကြအပြင်ကိုလုံးဝမထွက်နဲ့တော့လို့စာပြန်လိုက်ပါတယ်သူမရဲ့ကိုလာခွက်လေးကိုမြှောက်ပြီး Happy Birthday to me လို့ခတ်တူတူရေးရွတ်လိုက်ပါတယ်အပြင်ဘက်ကရေတွေတက်အစားတောက်ပြက်လက်ပြီးတေးရှင်ကြုံလာချိန်မှာသူတို့နှစ်ယောက်ရဲ့အချစ်စစ်ဘယ်လောက်ခံမလဲဆိုတာကိုစိန်ကြကြထိုင်ကြည့်ဖို့မင်းသမီးကတော့အသင့်ဖြစ်နေပါပြီရေကြီးတဲ့တတိယမြောက်နေ့မှာတော့ကောင်လေးကဂရုချက်ထဲမှာပုံတွေပို့လာပါတယ်သူတို့နေတဲ့6လွာကအခန်းထဲကိုရေတွေအပြည့်ဝင်နေတဲ့ပုံတွေပါကောင်လေးကငိုယိုပြီးအန်ကိုအကူအညီတောင်းနေပါတယ်အဲ့ဒီအချိန်မှာပဲတငယ်ချင်းမစီကစားတဆောင်ထပ်ဝင်လာပါတယ်နေ့မှာအထက်မြင့်ကွန်တိုတစ်ခန်းရှိသေးတယ်မလားငါမှနေ့အခန်းရဲ့အပူတော်ရှိတယ်လေငါတို့အခုအဲ့ဒီကိုလာနေပြီတဲ့ဒီစာကိုမြင်လိုက်ရချိန်မှာအန်နှလုံးပေါက်ထွက်မတက်လန့်သွားပါတယ်ဘာလို့လဲဆိုတော့အရင်ဘဝကသူမဟာတငယ်ချင်းမောက်ကိုယုံကြည်လုံးလို့အဲ့ဒီကွန်တိုခန်းရဲ့အပူတော်ကိုပေးထားခဲ့ဘူးလို့ပါအဲ့ဒီတော့ကိုတုံးပြီးသူတို့နှစ်ယောက်အခန်းထဲဝင်လာကသူမကိုတက်ပစ်ခဲ့တာလေတော့ရှိနေတော့သူတို့တန်းဝင်လာတော့မှကိုတွေးပြီးကြောက်လန့်တကြားတကားစီပြေးသွားပါတယ်ဒါပေမဲ့ချက်ချင်းပြန်တတိယသွားတာကသူမအသက်ပြန်ရှင်လာပြီးကလေးကအဲ့ဒီတကားကိုဘန်တွေမှာတုံးတဲ့လုံခြုံရေးအမြင့်ဆုံးတန်မဏိတကား Volto အကြီးကြီးနဲ့လက်တက်ထားခဲ့တာကိုပါတငယ်ချင်းမစီကတော့ကအဟောင်းဖြစ်နေလို့ဖွင့်လို့ရမှာမဟုတ်တော့ပါဘူးဒါကိုတတိယသွားတော့မှတက်ပြင်းချနိုင်ပြီးအခန်းလိုက်ကာတွေအကုန်ချကအေးဆေးသွားအိတ်နေလိုက်ပါတော့တယ်ညဘက်ရောက်တော့တကားကိုအတင်းတူးရိုက်နေတဲ့အတန်ကြောင့်အန်လန့်နိုးလာပါတယ်ချောင်းကြီးပေါက်ကနေကြည့်လိုက်တော့တကိုယ်လုံးရေရွှဲနေပြီးချမ်းတုံနေတဲ့ကောင်လေးနဲ့တငယ်ချင်းမတို့ရောက်နေကြတာပါတောနဲ့ဖွင့်မရလို့ကောင်လေးကတကားကိုအတန်ကုန်ဟစ်ပြီးထုနေပါတယ်အကြာကြီးထုလို့မရတဲ့အဆုံးမှာဒေါသထွက်ပြီးပါလာတဲ့တံပိုင်လုံးကြီးနဲ့တကားကိုအတင်းရိုက်ခွဲပါတော့တယ်ဒါပေမဲ့အဲ့ဒီတကားကတံမဏိတကားလေးဘလို့လို့ရိုက်ခွဲလို့ရပါမလဲဒါနဲ့တငယ်ချင်းမကကောင်လေးကိုတားလိုက်ပြီးအခန်းရှိစင်ကြံလမ်းမှာပဲခဏနားနေကြဖို့ပြောလိုက်ပါတယ်အန်က CCTV ကနေထိုင်ကြည့်နေပါတယ်အဲ့ဒီအမှောင်ထုတွေကညက်ပတ်နေတဲ့စင်ကြံလမ်းလေးမှာသူတို့နှစ်ယောက်ဖက်ပြီးနန်းနေကြတာကိုမြင်လိုက်ရတော့ယွန်ရှာလုံးလို့အန်ကျင်သွားပါတယ်အမိုက်ပုံနဲ့ရေဆိုးတွေထဲကနေကူးလာကြတာတော့စိတ်မထိန်နိုင်ကြသေးဘူးလေဒါပေမဲ့အဲ့ဒီအချစ်တွေကကြမခံပါဘူးအပြင်ဘက်ကအရန်အေးလာပြီးတငယ်ချင်းမတယောက်အဖျားတက်ပြီးလဲကျသွားပါတယ်အန်စီမှာဆေးဝါးတွေအပြည့်စုံရှိပေမဲ့သူမကတော့မသိချင်အောင်ဆောင်ပြီးလှောင်ပြုံးနေလိုက်ပါတယ်အဖျားတက်နေတဲ့တငယ်ချင်းမကရုတ်တရက်ထလာပြီးကောင်လေးရဲ့မျက်နှာကိုဖြန်းခနဲနေအောင်ပါရိုက်ချလိုက်ပါတယ်ပြီးတော့နစ်လိုအတုံးမကျတဲ့ကောင်နဲ့လိုက်လာမိတာငါအမှားပဲအန်စီမှာသာဆိုရင်ငါအခုလောက်ဆိုကောင်းကောင်းစားကောင်းကောင်းတောက်နေရပြီဆိုပြီးအော်ဆဲပါတော့တယ်ကောင်လေးလည်းပါရိုက်ခံလိုက်ရလို့မျက်နှာတစ်ချမ်းရောင်ကိုင်းသွားပေမဲ့ဘာမှပြန်မပြောရဲပဲခဏလေးတိခံပါကယ်ဆယ်ရေးတွေလာမှာပါဆိုပြီးခက်တိုးတိုးလေးပြန်ချော့နေရရှာပါတယ်အရင်တုန်းကအန်အပေါ်မှာဆိုဆရာကြီးလုပ်ခဲ့တဲ့ကောင်လေးကအခုသူမရှိမှကြတော့ကိုယ်တကောင်လိုအောက်ကျနောက်ကျခံနေရတာကိုကြည့်ပြီးအန်အော်နေမိပါတယ်
အဲ့ဒီလိုသူတို့နှစ်ယောက်အခန်းရှိမှာပြဿနာတက်နေချိန်လေးမှာပဲရုတ်တရက်သူတို့မျက်နှာချင်းဆိုင်ခန်းရဲ့တကားကြီးပွင့်လာပါတော့တယ်တကားအပြင်ဘက်မှာတော့သူမကိုတေတွင်းပို့ခဲ့တဲ့ကောင်လေးနဲ့တငယ်ချင်းမတို့နှစ်ယောက်ကကြောက်လန့်ပြီးတကားကိုရိုက်ကအော်ဟစ်အကူအညီတောင်းနေကြပါတယ်အဲ့ဒီအချိန်မှာမျက်နှာချင်းဆိုင်ခန်းရဲ့တကားကြီးရုတ်တရက်ပွင့်လာပါတယ်ထွက်လာတာကတော့ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့လူတန်းကြီးတစ်ယောက်ပါအဲ့ဒီလူတန်းကြီးကထွက်လာလာချင်းပဲမိုးရေတွေဆူရွှဲပြီးအဝတ်စားတွေကတ်နေတဲ့တငယ်ချင်းမကိုတွားရည်ကြမ်းတ်တက်ဆိုင်ကြည့်နေပါတယ်ဒီအချိန်လေးကိုမြင်တော့ကောင်လေးကတငယ်ချင်းမရှိကနေဝင်ကားလိုက်ပါတယ်ဒါပေမဲ့လူတန်းကြီးကသူ့ကိုပြည့်ရစိတ်တကောင်လိုအသားလေးဆွဲဖယ်လိုက်ပြီးတငယ်ချင်းမကိုမိမချောလေးကိုနောက်လိုက်ခဲ့ပါလားကိုအိမ်မှာစားစရာတွေရေနွေးနွေးလေးနဲ့အိတ်စရာကွတင်အေးအကြီးရှိတယ်လို့မလုံးပေးလိုက်ပါတယ်ဒီစကားလဲကြားရောတငယ်ချင်းမရဲ့မျက်လုံးတွေကချက်ချင်းအယောင်လက်သွားပါတော့တယ်ဒါကိုမြင်တော့ကောင်လေးကဒေါသတွေထွက်ပြီးလူတန်းကြီးကိုလက်သီးနဲ့ဝင်ထိုးပါတယ်ဒါပေမဲ့ဘလို့လှုပ်ရှင်နိုင်မှမလဲလူတန်းကြီးကကောင်လေးကိုတစ်ချက်တည်းဆွဲလွှင့်ပစ်လိုက်တာကျမ်းပြင်ပေါ်ဖုံးကနေလဲကျသွားပါတယ်အန်ကတော့ဒါတွေကို CCTV ကနေကြည့်ရင်လှောင်ပြုံးပြုံးနေပါတယ်အရင်ဘဝကအန်ရဲ့ချမ်းသာမှုနဲ့ကောင်လေးကိုမနာလိုဖြစ်ပြီးအတင်းလူယူသွားခဲ့တဲ့ဒီတငယ်ချင်းမရဲ့တရုတ်မှန်ကိုအခုတော့ကောင်လေးကိုယ်တိုင်မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပြီလေအသက်ရှင်ဖို့အတွက်တငယ်ချင်းမကလဲကျနေတဲ့ကောင်လေးကိုလှည့်တောင်မကြည့်ပဲလူတန်းကြီးရဲ့ပွေ့ချီတာကိုခံပြီးအခန်းထဲကိုလိုက်သွားပါတော့တယ်ကောင်လေးတယောက်မှောက်မဲနေတဲ့စင်ကြံလန်းလေးထဲမှာအထီးကျန်စွာကြံခဲ့ပါပြီခဏနေတော့ဟိုဘက်ခန်းစီကနေအရသာရှိတဲ့ဟင်းချက်နံတွေထွက်လာပါတယ်စာလောင်လုံးလို့ယူမတက်ဖြစ်နေတဲ့ကောင်လေးဟာဂုံတိတ်ခါတွေကိုဘေးချိတ်ပြီးခုနကမှသူ့ကိုရိုက်နှက်သွားတဲ့လူတန်းကြီးရဲ့တကားကိုတွားခောက်ပါတော့တယ်အကိုကြီးကျွန်တော်ကိုတနာပါစားစရာလေးနည်းနည်းလောက်ပေးပါကျွန်တော်ကောင်မလေးကအရန်ချမ်းသာတာအကိုကိုပတ်စံတွေအများကြီးလွှဲပေးခိုင်းလို့ရတယ်လို့တော့အန်ကိုအတုံးချပြီးအတနာခံနေပါသေးတယ်ဒီလိုကဘာပြက်နေချိန်မှာပတ်စံဆိုတာစက်ကူစုပ်ပဲရှိတော့တာကိုဒီကောင်မသိသေးဘူးလေအခန်းထဲကနေဘသူမှပြန်မထူးတဲ့အပြင်သူတို့နှစ်ယောက်ချစ်ကြည်နူးနေကြတဲ့အတန်တွေကိုပါကြားလိုက်ရတဲ့အခါကောင်လေးတယောက်ယူမတက်ဖြစ်သွားပါတယ်ဒေါသကြီးနဲ့တန်ပိုင်လုံးကိုကောက်ကင်ကတကားကိုရိုက်ချိုးဖို့ကြိုးစားပေမဲ့နောက်ဆုံးတော့အားကုန်ပြီးကျမ်းပြင်ပေါ်မှာအယုတ်ကျိုးပြက်ခွေကျသွားပါတော့တယ်အန်ကတော့ခောက်ဆွဲပူပူလေးစားရင်ဒီပြဆက်ကိုရုပ်ရှင်ကြည့်တယ်လို့အေးဆေးထိုင်ကြည့်နေပါတယ်အပြင်ဘက်မှာတော့မုံတိုင်းကအယူမှုတိုက်ခတ်နေတော့မှပဲရေကြီးမှုကအထက်မြင့်အဆောက်အုံတွေရဲ့10လွာလောက်ထိရောက်နေပါပြီအင်တာနက်ပေါ်မှာလည်းကယ်ဆယ်ရေးတောင်းတဲ့စာတွေပြည့်နေနေပေမဲ့မကြခင်မှာပဲတမျိုးလုံးမီးတွေပြတ်တောက်သွားပါတယ်ဒီအချိန်မှာအန်ဖုန်းမြည်လာပါတယ်အမေစီကပါတကယ်တော့မုံတိုင်းမလာခင်ကတည်းကအန်ကမိဘတွေကိုကြိုတင်တတိပေးပြီးရိတ်ခါတွေနဲ့အတူတောင်ပေါ်ကအိမ်ဟောင်းလေးစီကိုကြိုတင်ရွှေ့ပြောင်းခိုင်းထားခဲ့တာပါမိဘတွေကတောင်ပေါ်မှာဘေးကင်းနဲ့တက်တောက်တတာရှိနေကြောင်းသိလိုက်ရတော့မှအန်လည်းရင်ထဲကအပူလုံးကြီးကျသွားပါတော့တယ်ဒီမုံတိုင်းကလမ်းနဲ့ချီကြမယ်ဆိုတာသိထားလို့အန်ကနေတိုင်းယောဂလုတ်တိုက်ထိုးလေ့ကျင့်ခန်းတွေလုပ်ပြီးခန္ဓာကိုယ်ကိုကြန့်ခိုင်အောင်တိစောက်နေပါတယ်ဒါပေမဲ့တညမှာတော့အိမ်မပျော်ပဲဖြစ်နေပါတယ်အပြင်ဘက်ကနေအတန်တက်ကြားနေရလို့ CCTV ကိုဖွင့်ကြည့်လိုက်ပါတယ်လူတန်ကြီးရဲ့အခန်းတကားလေးတွေကနေတငယ်ချင်းမကပန်းတီနေနေနဲ့ပေါင်းမှုတစ်ထုပ်ကိုအပြင်ကိုခိုးပြီးပစ်ထုတ်ပေးလိုက်တာပါဒါကိုမြင်တော့အစာငတ်နေတဲ့ကောင်လေးကတောခွေးတစ်ကောင်လိုချက်ချင်းထခုန်ပြီးအစားအသောက်တွေကိုလူယူပါတော့တယ်ပြီးတာနဲ့တကားကိုပါအတင်းဆွဲဖွင့်မှုစူးစမ်းပါတယ်အဲ့ဒီအချိန်မှာပဲအခန်းထဲကနေလူတန်ကြီးထွက်လာပါတယ်ဒါပေမဲ့လူတန်ကြီးဘာမှတော့ပြောချင်မရလိုက်ပါဘူးကောင်လေးကသူ့လက်ထဲကတန်ပိုင်လုံးနဲ့လူတန်ကြီးရဲ့ခေါင်းကိုအားကုန်ရက်ချလိုက်ပါတော့တယ်ရိုက်တန်အကျဲကြီးကြားလိုက်ရပြီးလူတန်ကြီးကျမ်းပြင်ပေါ်မှာလဲကျတိတ်ဆုံးသွားပါတယ်လူတက်ပြီးသွားတဲ့ကောင်လေးဟာကျမ်းပြင်ပေါ်ကအလောင်းကိုကြည့်ပြီးယူသွတ်နေတဲ့မကောင်းဆိုးဝါးတစ်ကောင်လိုအော်ဟစ်ရေမောနေပါတယ်အထဲကတငယ်ချင်းမကတော့ကြောက်လုံးလို့ကျမ်းပြင်ပေါ်မှာအယုတ်ကျိုးပြက်လဲကျနေပါပြီဒါတွေကို CCTV ကနေကြည့်နေတဲ့အန်တောင်ကြက်တိထပြီးတကိုယ်လုံးတုံရင်သွားပါတယ်ရုတ်တရက်ကောင်လေးကကောင်မလေးရဲ့တံမဏိတကားဘက်ကိုလှည့်လာပါတယ်ပြီးတော့သူ့ဖုန်းကိုထုတ်ပြီးမင်းသမီးစီကိုစာပို့ပါတော့တယ်ကိုမင်းကိုအရန်လွှမ်းနေပြီးကိုမင်းကိုအရန်ချစ်တာပဲမင်းရောကိုလွှမ်းလာတဲ့လူတယောက်ကိုအခုလေးတင်ရိုက်တက်ထားတဲ့လက်စွန်းသွေးတွေနဲ့ဒီလိုရိုမန်တဆန်တဲ့စာမျိုးလာပို့နေတာကိုကြည့်ပြီးမင်းသမီးကြောက်လွန်းလို့အသက်ရှူတောင်ရက်မတက်ဖြစ်သွားပါတယ်ကောင်မလေးကစိတ်ထဲကနေငါ့ကိုရှာနေမဲ့အစားအနှင်းတက်ထားတဲ့အလောင်းကိုအရင်ဖြောက်ဖို့စဉ်းစားတင်တယ်လို့တွေးနေပါတယ်ပြီးတော့မှကောင်လေးကလည်းတတိယသွားပုံရပြီးကျမ်းပြင်ပေါ်ကလူတန်ကြီးရဲ့အလောင်းကိုခြေထောက်ကနေကင်ပြီးအမိုးပေါ်ကိုတရွတ်တိုက်ဆွဲသွားပါတော့တယ်ကောင်လေးဟာလူတန်ကြီးရဲ့အလောင်းကိုရေထဲပစ်ချလိုက်ပါတယ်ပြီးတာနဲ့ကြောက်လန့်နေတဲ့တငယ်ချင်းမကိုအဲ့ဒီလူတန်ကြီးရဲ့အခန်းထဲကိုအတင်းဆွဲခေါ်သွားပါတော့တယ်အချိန်တွေက8လလောက်တောင်ကြာသွားခဲ့ပါပြီအဆက်မပြတ်ရွာနေတဲ့မိုးတွေတိတ်သွားပေမဲ့ရာသီဥတုကရုတ်တရက်အေးခဲသွားပြီးတကဘာလုံးရေခဲခစ်ကြီးတဲ့ရောက်သွားပါတယ်တမျိုးလုံးမီးတွေပြတ်နေပေမဲ့အန်ကတော့သူမရဲ့လက်တာဆောင်ကဆိုလာပြားတွေကြောင့်အပူချိန်24ဒီဂရီရှိတဲ့အခန်းထဲမှာကော်ဖီလေးတောက်ရင်းစိမ်ကျနေပါတယ်ဒါပေမဲ့ဟိုဘက်အခန်းကတစ္ဆာဖောက်ကောင်လေးနဲ့တငယ်ချင်းမတို့ကတော့စုပ်ပြတ်နေတဲ့ဆောင်းစုပ်တွေကိုပတ်ပြီးအေးတံကိုအလူးလဲခံနေရပါတယ်လူတန်ကြီးစီကရခဲ့တဲ့ရိတ်ခါတွေလည်းပြတ်သွားတာ3ရက်တောင်ရှိနေပြီမို့ကောင်လေးကငတ်မွတ်နေတဲ့တစေတကောင်လိုပိန်ချုံနေပြီးတငယ်ချင်းမကလည်းတကိုယ်လုံးနှင်းကိုက်နာတွေနဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်နေပါပြီဆာလောင်လုံးလိုကောင်လေးကတငယ်ချင်းမလက်ထဲကနောက်ဆုံးကျန်နေတဲ့မှုတက်နေတဲ့ဘီစကစ်လေးကိုတောင်အတင်းလူစားလိုက်ပါသေးတယ်အဲ့ဒီအချိန်မှာတငယ်ချင်းမရဲ့မျက်လုံးတွေထဲမှာတော့ကောင်လေးအပေါ်မုန်းတိမှုတွေပြည့်နေနေပါတယ်ရုတ်တရက်ကောင်လေးကအန်ခမ်းဘက်ကအလင်းရောင်နဲ့လှုပ်ရှားတံတွေကိုတတိထားမိသွားပါတယ်အန်စီမှာရိတ်ခါတွေအများကြီးရှိမယ်ဆိုတာသိလို့လူတန်ကြီးအခန်းထဲကရလာတဲ့လျှက်စစ်လုံကိုတုံးပြီးအန်ရဲ့တံမဏိတကားကြီးကိုဖောက်ဖို့ကြိုးစားပါတော့တယ်တငယ်ချင်းမကလည်းစားစရာရတော့မယ်ဆိုပြီးဝမ်းတာအားရနဲ့လုံကိုပလက်ထိုးပေးပါတယ်ဒါတွေကိုအထက်ကနေ CCTV နဲ့ကြည့်နေတဲ့အန်ကကော်ဖီခွက်ကိုအေးဆေးချလိုက်ပြီးတကားမှာကြိုတင်တက်ဆင်ထားတဲ့ပိုအား3000ရှိတဲ့လျှက်စစ်ကာကွယ်ရေးစနစ်ကိုဖွင့်လိုက်ပါတယ်လုံဘူးနဲ့တကားနဲ့ထိလိုက်တာနဲ့တပြိုင်နက်လျှက်စစ်တွေပွင့်ထွက်သွားပြီးကောင်လေးတယောက်နေရန်ကိုလွင့်စင်သွားပါတော့တယ်တကူလုံးမဲတူးပြီးအမြုပ်တွေထွက်စပင်းတွေပါထောင်သွားတာကိုမြင်တော့တငယ်ချင်းမလည်းလန့်ပြီးသေးတွေပါထွက်ကျသွားပါတယ်အန်ကအပြင်ကိုအတန်လန်းပေးလိုက်ပါတယ်စော်ကြီးပဲငါအိမ်တကားကလျှက်စစ်တွေနည်းနည်းပေါက်ကျနေတယ်နောက်ခါဧည့်သည်လာလို့ချင်းကြိုပြီးဘုတ်ကင်လုပ်ခဲ့အောင်လို့လှောင်လိုက်ပါတယ်ကောင်လေးကမတိတတိနဲ့အန်ကိုလူတက်မလို့လားလို့အော်ပေမဲ့အန်ကကိုကာကွယ်တာလို့ပဲခက်အေးတုံ့ပြန်လိုက်ပါတယ်အဲ့ဒီတော့မှအခြေအနေကိုသဘောပေါက်သွားတဲ့ကောင်လေးဟာချက်ချင်းထူထောက်ချလိုက်ပြီးအရင်ကချစ်ခဲ့မှုတဲ့တန်ရောစင်လေးကိုထောက်ထားပြီးစားစရာလေးတစ်လုံးလောက်ဖြစ်ပေးဖို့အတနာခံတောင်းပန်ပါတော့တယ်တငယ်ချင်းမကလည်းအကောင်းဆုံးတငယ်ချင်းတွေဖြစ်ခဲ့တာကိုတတိယပေးဖို့နဲ့ကောင်လေးကအတင်းကျပ်ခိုင်းလို့သာလုပ်ရတာပါဆိုပြီးငိုယိုတောင်းပန်ပါတယ်
ဒါပေမဲ့အန်ကတော့သူတို့ရဲ့ဟန်ဆောင်မှုတွေကိုယွန်ရှာလွန်းလို့သူမရဲ့ရိတ်ခါတွေကိုခွေးကျွေးရင်ကျွေးမယ်နင်တို့ကိုတစေးမှမပေးဘူးလို့ပြောပြီးအတန်လွင့်ဆက်ကိုပိတ်ပစ်လိုက်ပါတယ်အပြင်မှာသူတို့နှစ်ယောက်ဘလောက်ပဲအော်ဆဲနေပါစေအန်ဂယုမဆိုင်ပါဘူးဒါပေမဲ့သူမစိတ်ပူနေတာတခုရှိပါတယ်ရေရှည်ရေစိမ်ခံထားရလို့ကိုနိုတိုက်ကြီးရဲ့အောက်ခြေကအကွဲလာပြီးအဆောက်အုံကရိမ့်ရိုင်နေပါပြီတိုက်ပြိုကျရင်တေမာမို့သူမဒီနေရာကနေအမြန်ထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်မိုဘိုင်းဖုန်းလိုင်းတွေပြတ်နေပေမဲ့သူမကြိုဝယ်ထားတဲ့ဂျိုလူဖုန်းနဲ့တောင်ပေါ်မှာရှိနေတဲ့အဖေဖြစ်သူစီဖုန်းဆက်လိုက်ပါတယ်အဖေကအပြင်မှာရေခဲပြင်တွေကမခိုင်မာသလိုလူဆိုးသားပြတွေလည်းရှိလို့အပြင်မထွက်ဖို့တားပေမဲ့အန်ကသူမမှာလက်နက်တွေလှေတွေပြင်ဆင်ထားပြီးသားဖြစ်ကြောင်းပြောပြပြီးမြို့စုံကဆက်သွယ်ရေးတာဝါတိုင်းမှာလာကြိုဖို့ချင်းဆိုလိုက်ပါတယ်တကယ်တော့အန်စီမှာအရာအလုံးကိုတင်စီထားလို့ရတဲ့ထူးခြားတဲ့တူလောင်မှုအာကာသလို့ခေါ်တဲ့မော်ဆွမ်းအားတစ်ခုရှိနေတာပါရိတ်ခါတွေအကုန်လုံးကိုအဲ့ဒီထဲထည့်ထားပြီးသူမကတော့ဒူးလေးသားနဲ့လျှက်စစ်တုပ်လောက်ပဲကိုပေါ်မှာတည်ထားလိုက်ပါတယ်ညဘက်ရောက်တော့အန်ကလက်တာဆောင်ကနေလေထိုးရော်ပါလေးကိုအောက်ကရေခဲပြင်ပေါ်ချလိုက်ပါတယ်ရေကအထက်20လောက်ထိရောက်နေတာမို့သူမက15လွာလောက်အကွာဝေးကိုကျိုးနဲ့တွဲဆင်းသွားပါတယ်အဲ့ဒီအချိန်မှာပဲကောင်လေးနဲ့တငယ်ချင်းမကပြတင်းပေါက်ကနေအန်ထွက်ပြေးတာကိုမြင်သွားပါတယ်သူတို့ကအန်ကိုခေါ်သွားဖို့အော်ဟစ်တောင်းဆိုပြီးမခေါ်ရင်တရေဖြစ်ရင်တော့လိုက်ချောက်မယ်လို့ချင်းချောက်ပါတယ်အန်ကဂယုမဆိုင်တော့ကောင်လေးကဒေါသတကြီးနဲ့ပန်းအိုးနဲ့လှမ်းပေါက်ပါတယ်ပန်းအိုးကအန်လေဘေးကရေခဲပြင်ပေါ်ကိုကြာကွဲသွားပြီးလှေကိုတောင်ထိလူနီးပါဖြစ်သွားပါတယ်ဒါကိုမြင်တော့အန်ကဒေါသထွက်သွားပြီးကြောဘက်ကဒူးလေးကိုဆွဲထုတ်ကာဗုံများတစ်စင်းကိုပြစ်လွတ်လိုက်ပါတယ်ညကသူတို့ကိုမမှန်ပေမဲ့သူတို့ပြတင်းပေါက်ပေါ်ကရေခဲနေတဲ့ရေစင်းပိုက်လုံးကိုတက်တက်မှန်သွားပါတယ်ရေစင်းပိုက်လုံးကကျိုးကျလာပြီးကြီးမားတဲ့ရေခဲတုံးကြီးတွေကသူတို့ရဲ့ပြတင်းပေါက်မှန်ကိုရိုက်ခွဲပစ်လိုက်ပါတယ်အနှုတ်40ဒီဂရီလောက်ရှိတဲ့အေးစိတ်နေတဲ့လေစင်းတက်မှုတွေကအခန်းထဲကိုတိုက်ရိုက်ဝင်လာပါတော့တယ်အန်ကတော့သူတို့နှစ်ယောက်ရေခဲကမ်းထဲမှာအေးခဲတည်ဆုံသွားဖို့လောင်ပြုံးပြုံးရင်းလှေမော်တာကိုနှိုးကထွက်ခွာလာခဲ့ပါတယ်အန်ဟာသူမရဲ့လေထိုးရော်ပါလေလေးနဲ့ရေခဲတွေဖုံးလွှမ်းနေတဲ့မြို့ပြက်ကြီးတွေကနေထွက်ခွာလာခဲ့ပါတယ်တစ်ချိန်ကစီကားခဲ့တဲ့မြို့ကြီးဟာအခုတော့ရေခဲတုံးကြီးတွေကြားထဲမှာတူတန်တဆပြင်းလို့တိတ်ဆိတ်နေပါတယ်လမ်းတစ်လျှောက်မှာရေခဲနေတဲ့ကားတွေတစ်ပင်တွေအပြင်အသက်လူရင်းအေးခဲတည်ဆုံသွားကြတဲ့အလောင်းတွေကိုပါမြင်တွေ့နေရပါတယ်အန်ကအန်ရဲ့ကင်းကင်းနဲ့မြို့ပြင်ထွက်နိုင်ဖို့စူးစမ်းနေပေမဲ့ကဘာပြက်ကမှာအကြောက်ရဆုံးကတဘာဝဘေးထက်လူတွေပါပဲမြို့လေခေါင်ကိုရောက်တဲ့အချိန်မှာပဲအန်ရဲ့နောက်ကနေပြင်းထန်တဲ့မီးရောင်တွေထွက်လာပြီးလက်နက်တွေတက်ဆင်ထားတဲ့ဓာပြအဖွဲ့ရဲ့အမြန်ရည်ရင်တွေပေါ်လာပါတယ်သူတို့ကအန်ကိုရက်ဖို့နဲ့ပါလာတဲ့ပစ္စည်းတွေအကုန်ပေးဖို့အတန်ချက်ဆက်နဲ့အော်ဟစ်ချင်းချောက်ပါတော့တယ်ဒီလိုကဘာပြက်ချိန်မှာဒီလိုအဖွဲ့တွေကလူတက်ရမှာကိုဝင်မလေးတဲ့ကောင်တွေဆိုတာအန်သိပါတယ်အန်ကလှေမီးကိုပိတ်ပြီးကျင်းမြောင်းတဲ့လမ်းကြားလေးတစ်ခုတည်းကိုလှည့်ဝင်သွားပါတယ်ဓာပြတွေကလည်းအသေးလဲလိုက်ကြရင်မီးလောင်ပုံးတွေနဲ့ပါပြစ်ပေါက်ကြပါတယ်အန်ကရှေ့မှာပြိုကျနေတဲ့အဆောက်အုံဟောင်းတစ်ခုကနေထွက်နေတဲ့တမန်နီချောင်းတွေကိုတွေးလိုက်ရချိန်မှာတော့ညက်တစ်ခုရသွားပါတယ်သူမကအရှင်လျှော့တရောင်ဟန်ဆောင်ပြီးဓာပြတွေနီးကပ်လာချိန်မှာလှေဦးကိုအကုံဆွဲမကရေခဲပြင်အုံကိုဖလစ်ကတုံးပြီးအဲ့ဒီအပြက်စီးပုံကြီးကိုကြောပြန်ထွက်သွားပါတယ်နောက်ကနေအရှိန်ပြင်းပြင်းနဲ့လိုက်လာတဲ့ဓာပြလေကတော့အရှိန်မထိန်နိုင်ပဲတမန်နီချောင်းတွေနဲ့အရှိန်ပြင်းပြင်းဝင်တိုက်မိပြီးအကြီးအကျယ်ပောက်ကွဲသွားပါတော့တယ်ကျန်တဲ့ဓာပြလေနှစ်စီးကလန့်ပြီး break အုပ်လိုက်ချိန်မှာအန်ကဒီအခွင့်အရေးကိုအမိရယူလိုက်ပါတယ်သူမကြောဘက်ကဒူးလေးကိုဆွဲထုတ်ပြီးမြသုံးစင်းစတိုက်ပြစ်လွတ်လိုက်ပါတယ်အရင်ဘဝကနှစ်နှစ်တိတိလေ့ကျင့်ထားခဲ့တဲ့သူမရဲ့မြပစ်စွမ်းရည်ကအလွဲချော်မရှိပါဘူးမြားတွေကဓာပြလေမောင်းသူတွေရဲ့လေပင်ကိုတိတိကျကျစိုက်ဝင်သွားပြီးအားလုံးကိုအပြည့်ရှင်းနိုင်ခဲ့ပါတယ်ပြီးတာနဲ့သူမဘာကူမှဂယုမဆိုင်တော့ပဲမြို့ပြင်ကိုသာအရှိန်ပြင်းပြင်းမောင်းထွက်လာခဲ့ပါတယ်တညလုံးအန်ရီတွေကြားကနေလှေကိုမောင်းနေလာခဲ့တာမနက်မိုးလင်းချိန်မှာတော့မြို့စုံကတောင်တန်းကြီးစီကိုရောက်လာခဲ့ပါတယ်ရှေ့မှာမြင်နေရတဲ့မြင်မာတဲ့တောင်တန်းကြီးကတော့သူမမိဘတွေရှိနေတဲ့နေရာပါပဲလှေကိုလုံခြုံတဲ့ကူတစ်ခုထဲမှာဖျောက်ထားခဲ့ပြီးနှင်းတွေဖုံးလွှမ်းနေတဲ့တောင်ပေါ်ကိုအန်ချီလင်တက်လာခဲ့ပါတယ်2 နာရီလောက်ပင်ပန်းတက်လာပြီးနောက်မှာတော့ချိတ်ဆူထားတဲ့ဆက်သွယ်ရေးတာဝါတိုင်းကိုလှမ်းမြင်လိုက်ရပါတယ်အဲ့ဒီတာဝါတိုင်းအောက်မှာတော့အထူးစားအင်ဂျီကြီးတွေဝတ်ပြီးမှန်ပြောင်းလေးနဲ့သမီးဖြစ်သူကိုမျှော်လင့်တကြီးစောင့်နေတဲ့အန်ရဲ့မိဘနှစ်ပါးကိုတွေ့လိုက်ရပါတယ်အဖေနဲ့အမေကိုမြင်လိုက်ရချိန်မှာတော့အန်ရဲ့ခိုင်မာတင်းမာနေတဲ့စိတ်ဓာတ်တွေအကုန်လုံးအကြီးပြောကျသွားပြီးဖေဖေမေမေသမီးပြန်ရောက်ပြီးလို့အော်ရင်ပြစ်ဖက်ကမျက်ရည်တွေကျလာပါတော့တယ်အဖေဖြစ်သူကအပြင်မှာအရန်အေးလို့အိမ်ထဲမြန်ဝင်ဖို့ပြောပါတယ်တောင်ပေါ်ကအိမ်လေးကမြို့ထဲကလောက်မခန်းနာပေမဲ့အရန်ကိုခိုင်ခံပြီးအန်ကြိုမာထားတဲ့အတိုင်းမိသွေးတွေချင်းတွေအပြည့်တိုးလောင်ထားပါတယ်အမေကအန်ကိုကြည့်ပြီးပိန်သွားလိုက်တာဆိုပြီးမျက်ရည်ကျကစားစရာသွားလုပ်ပေးဖို့ပြင်ပါတယ်အဲ့ဒီအချိန်မှာအန်ကသူမရဲ့မိဘတွေကိုလှည့်စားထားလို့မရတော့ဘူးဆိုတာသိလို့အခန်းလိုက်ကာတွေအကုန်ချခိုင်းလိုက်ပါတယ်ပြီးတော့သူမရဲ့လက်တစ်ချက်အဝေးမှာတင်အခန်းချမ်းပြင်ပေါ်မှာလက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေတစ်သီးတွေကောင်းစားမဲသားတွေပင်လယ်စာတွေနဲ့ရေခဲတစ်တာကြီးတွေပါဘွားခနဲပေါ်လာပါတော့တယ်အဖေဖြစ်သူဆိုရင်မျက်လုံးကြီးပြူးထွက်မတက်အံ့ဩသွားပါတယ်အန်ကသူမမှာပစ္စည်းတွေအကုန်တင်ထားလို့ရတဲ့မော်ဆွမ်းအားတစ်ခုရှိကြောင်းနဲ့သူမဆုဆောင်ထားတဲ့ညရိတ်ခါတွေအကုန်လုံးဒီထဲမှာပါလာကြောင်းရှင်းပြလိုက်ပါတယ်ဒါကိုမြင်တော့အမေဖြစ်သူဆိုရင်ဝမ်းတာလုံးလို့ငိုတောင်ငိုချလိုက်ပါတယ်အခုကစားပြီးသမီးတို့မိသားစုဘာမှပူစရာမလိုတော့ဘူးဒီကဘာပြက်ကကြီးထဲမှာအကောင်းဆုံးနေထိုင်သွားကြမယ်လို့အန်ကတတိပေးလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးအန်တို့မိသားစုရဲ့နေထိုင်မှုကနှက်စီးစိမ်လိုဖြစ်သွားပါတယ်လုံခြုံရေးအတွက်လည်းအန်နဲ့အဖေဖြစ်သူတို့ကခြံစည်းရိုးတွေကိုအမြင့်ကြီးထပ်ကာပြီးစူးကြိုးတွေတက်ကြပါတယ်ခြံထဲဝင်တဲ့လမ်းတစ်လျှောက်မှာလည်းစူးကြုံတွေစိုက်ထားတဲ့မြေကျင်းတွေတူးထားလိုက်ပါတယ်ညဘက်ဆိုရင်တော့အန်ကြိုတောင်းလို့ဆွဲထားတဲ့ရုပ်ရှင်တွေဇလံတွဲတွေကိုအတူတူကြည့်ရင်းပျော်ရွှင်စရာအချိန်တွေကိုဖြတ်တန်းကြပါတယ်ဒီလိုနဲ့ပျော်စရာကောင်းတဲ့အချိန်တွေ2 လလောက်ကုန်လွန်သွားပါတယ်တနေ့တော့အန်ခြံထဲမှာနှင်းတွေရှင်းနေတုန်းတောင်ချေဘက်မှာတစ်ခုခုကိုလှမ်းမြင်လိုက်ရပါတယ်တနေ့တော့အန်ခြံထဲမှာနှင်းတွေရှင်းနေတုန်းတောင်ချေဘက်မှာတစ်ခုခုကိုလှမ်းမြင်လိုက်ရပါတယ်မှန်ပြောင်းနဲ့တေချာကြည့်လိုက်တော့နှင်းတွေထဲမှာနစ်နေတဲ့ကားပြက်တစ်စီးနဲ့အဲ့ဒီကားဘေးမှာအေးခဲတေဆုံးနေတဲ့လူသေးအလောင်း2 လောင်းပါတေချာကြည့်လိုက်တော့မှအဲ့ဒီအလောင်း2 လောင်းဝတ်ထားတဲ့အဝတ်စားတွေကိုအန်ချက်ချင်းမှတ်မိသွားပါတယ်အဲ့ဒါကတခြားသူတွေမဟုတ်ပါဘူးအရင်ဘဝကသူမကိုတေတွင်းပိုးခဲ့တဲ့ချစ်သူကောင်းလေးနဲ့အချစ်ဆုံးတငယ်ချင်းမတို့ပါပဲသူတို့2 ယောက်